2026မွေးကနန်းအနေနဲ့တင်ပြမှာဒါပင်မလို့လည်းဒီအချိန်လေးမှာတိုက်ဆိုင်မှုတွေရှိလို့တင်ပြလိုက်ပါတယ်မွေးကနန်းတင်မပြချင်တာကမွေးရကြောလည်းမနဲ့မှတ်မိမလားမသိဘူးမနေ့ကကျွန်တော်9300ခွန်နဲ့93ခွန်ဆိုတော့တင်ပေးခဲ့တယ်တစ်နှစ်လုံးမွေးခဲ့တယ်ဒီဘက်နှစ်မှာ9300ခွန်ထွက်သွားတယ်ပေါက်လာဆိုတော့ပေါက်ကြဘယ်သူမှတော့မပေါက်ဘူးကျွန်တော်လည်းမပေါက်အဲ့ကြောင့်မွေးကနန်းကိုလည်းကြိုက်ရင်ကြိုက်မှတိုက်ထိုးတာမကြိုက်ရင်တိုက်မထိုးနဲ့ပေးချင်မှလည်းပေးမယ်ပေးရင်လည်းပေးသွားတယ်ပေးတော့လည်းနှစ်ကုန်းတို့ဒိတ်ကုန်းတို့မှပေးတာတွေလည်းရှိတယ်အဲ့ကြတော့ခုလည်းမွေးကနန်းအနေနဲ့ဒီချိန်လေးတိုက်ဆိုင်တဲ့ဟာတွေချပြပါမယ်မကြိုက်တူရင်ထိုးမကြိုက်ရင်လည်းမထိုးနဲ့နော်ကဲကြည့်လိုက်အောင်ဗျဘယ်ကာလာတုံးဆိုတော့2004ခုနှစ်2004ခုနှစ်ဒီမှာ2004ခုနှစ်မှာ866လို့ဒီချိန်လာတယ်အဲ့2004ခုနှစ်မှာ866တကွက်လာအဲ့မှာ866လို့ကြာတာနော်2004ခု4ခုနှစ်မှာအဲ့866လို့ကြာတော့မွေးကနန်းထတော့ဘယ်ရလာတော့ဆိုတော့ဒီမှာအဲ့ကောင်6အဲ့6ကထိပ်သီးနဲ့နော်အဲ့6ကထိပ်သီးနဲ့ဒီမှာဝီပုံစံလေးပေါ့ဗျာအဲ့658အဲ့မှာ658အဲ့နှစ်ထက်မှာ658လို့တဲထွက်တယ်မ658လို့လားမ658ကျင်းရသိမ့်မကွာအောင်နော်ဒါလေးကသူ့မှာဘာထူးခြားချက်ရှိတယ်သူ့မှာထူးခြားချက်လေးကသူ့ရဲ့အရင်နှစ်သားတယ်မှာ300ခါလို့ခံတာအဲ့300ခါလို့ခံပြီးမှအောက်မှာနောက်ပိတ်တူလို့ကြာပြီးမှအဲ့နောက်ပိတ်တူလို့ကြာတဲ့300ခါနဲ့တက်တယ်မှာ658ဆိုတဲ့ကဏ္ဍကြာတယ်နောက်တစ်ခါပဲဘယ်နှစ်ခုနှစ်မှာတစ်ခါလာတော့ဆိုတော့2014ခုနှစ်မှာတစ်ခါလာ2014ဒီ2014ခုနှစ်မှာတစ်ချိန်လာတယ်2014ခုနှစ်မှာလည်းကြည့်လိုက်ဒီမှာ2014နော်2014ခုနှစ်မှာလည်းအဲ့မှာ866တဲ့ဒီမှာလာပြီဒီမှာ2014ခုနှစ်မှာလည်းမှာအဲ့မှာ866အဲ့မှာလေတဲ့ဒီမှာ6နောက်ပိတ်ကထိပ်ကြီးနဲ့လာလိုက်မယ်အဲ့6နောက်ပိတ်က6ထိပ်ကြီးနဲ့ဘယ်လိုလာတော့ဆိုတော့အဲ့မှာ6ထိပ်ကြီးနဲ့63ရ8အဲ့မှာ63ရ8ဆိုတော့ကနဘယ်တော့မှကွာဘူးလားတယ်နော်63ရ8 63ရ8ဒီမှာလာပြီ63ရ8ဒီမှာအဲ့မှာ63ရ8သူ့ရဲ့ဒီဘက်မှာတဲ့ဒီမှာ300ခါဒီမှာ300ခါသူ့အောင်မှာတဲ့ဒီမှာနောက်ပိတ်တူကြပြီးမှ300ခါရဲ့ဘေးလေးမှာ63ရ8လို့ကြတယ်နော်ခုဒီကျွန်တော်တို့လာပြီ2026ခုနှစ်မှာ866အဲ့မှာဒီမှာ866တဲ့အဲ့866မှာဒီမှာ6နောက်ပိတ်ကထိပ်သီးလေးနဲ့ဒီမှာ6နောက်ပိတ်ကထိပ်သီးလေးနဲ့တဲ့ဒီမှာ63ရ8အဲ့မှာ63ရ8ဆိုတဲ့ကဏ္ဍလေဒီမှာလာတိုက်ဆိုင်လို့ကျွန်တော်ထည့်ထားသေးတယ်63ရ8ဒါမဲ့မွေးကဏ္ဍတော့ဒီမှာတိုက်ဆိုင်နေတာလေကျွန်တော်ပြတာဒီမှာ300ခါတဲ့အဲ့မှာ300ခါဒီအောက်မှာနောက်ပိတ်တူအဲ့နောက်ပိတ်တူလာတော့300ခါနဲ့တက်တယ်မှာ63ရ8တဲ့နောက်တစ်ခါတော့ကျင်းရင်မပါဘဲနဲ့ပါနော်သူကကြ8ထိပ်သီးနဲ့လာတယ်သူကတော့
ဒီတိုင်းလိုက်ထွားမှာတရားလေးကတော့ဒီတိုက်ဆိုင်မှုလေးနဲ့မို့လို့ချပြလိုက်တယ်6388ပြနောက်ကနန်းတစ်ကွက်ကတဲ့ဒီမှာရှစ်ထိပ်ကြီးနဲ့ဒီမှာ885ကငါခါမပြောင်းမနဲ့158လို့ကြာပြီးတယ်အဲ့မှာအဲ့ရလေဘယ်တော့မှတင်ရင်မကွာဘဲနဲ့ဒီမှာချပေးထားတယ်အဲ့မှာ158နော်နောက်တစ်ခါ2014ခုနှစ်ကဥစ္စာပြလိုက်မယ်နော်2014ခုနှစ်ကလေတဲ့ဒီမှာအဲ့မှာ3ခါမပြတ်ဖက်နဲ့ဒီမှာအဲ့မှာ840ကဒီမှာ834ဆိုပြီးတော့ပထမထွက်ပင်နဲ့တိတ်မကောင်းတော့ဒီအားဆိုကက်ရက်ကျသွားတယ်မှာ834ဆိုပြီးကျသွားတယ်အဲ့မှာ834ဒီကကြတစ်ခါပါလာတော့800တဲ့ဗျထိပ်ကြီးမပြောင်းမလို့တရားပဲတကွက်သေးပဲဒါဆို800ဒါပေမဲ့မလွတ်တန်းထိုးရင်တော့အပူဆိုရင်တော့3ကွက်လုံးတော့ထိုးသက်မှာဒီမှာ800တဲ့800ဆိုတဲ့ကဏ္ဍကလည်းဘလောက်မှမကွာဘူးချပေးမယ်လို့ထင်ပါတယ်အဲ့မှာအဲ့မှာ800ရဲ့6388ရဲ့မွေးကနန်း2026အတွက်ဒီကျေကတော့6388တကွက်တော့တိုက်ဆိုင်လို့ဒိုးစာလေးနဲ့သူချပေးလိုက်ပါတယ်မိတ်ဆွေပေါင်း2026ကိုချိန်အတွက်တိုက်ဆိုင်မှု6388ရဲ့800မွေးကနန်းရဲ့နှစ်ခုလုံးကတော့မွေးကနန်းကြည့်ပါဗျာတင်ပြပေးလိုက်ပါတယ်ကြိုက်တွင်လိုက်ထိုးပါကြိုက်မတွင်လည်းမထိုးကြပါနဲ့အားလုံးတန်ကောင်းနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့တင်ပြလိုက်ပါဗျာ